မင်္ဂလာပါရှင်။ဩဂတ်စ်လ23ရက်နေ့အတွက်ရရှိထားတဲ့သတင်းတချို့ကိုတင်ဆက်ပေးချင်ပါတယ်။တောင်ကြီးမြို့ဖျားဖြူရပ်ကွက်ကလွယ်ခံလန်းပျက်စီးနေမှုနဲ့ပတ်သက်ပြီးဒေသခံတွေအကြားဝေဖန်မှုတွေရှိနေတယ်လို့သိရပါတယ်။လွယ်ခံလန်းဟာဖျားဖြူရပ်ကွက်နယ်မြေ1ပန်းတင်လမ်းမကြီးနဲ့နယ်မြေ4နယ်မြေ5တွေကိုဆက်သွယ်ထားတဲ့အဓိကလမ်းမကြီးတစ်ခုဖြစ်ပြီးအများပြည်သူအသုံးပြုမှုများပြားတဲ့လမ်းတစ်ခုလည်းဖြစ်ပါတယ်။လွယ်ခံလန်းကလူအသွားအလာများပြားပြီးအခုတော်တော်လေးဆိုးဆိုးရွားရွားဖြစ်နေတာကြောင့်ဆိုင်ကယ်တောင်မောင်းလို့မရတဲ့အကြောင်းနဲ့တာဝန်ရှိတဲ့ဌာနတွေအနေနဲ့အမြန်ဆုံးပြင်ဆင်ပေးစေချင်တဲ့အကြောင်းဖျားဖြူရပ်ကွက်ဒေသခံတို့ကဆိုပါတယ်လက်ရှိမှာလွယ်ခန်းလန်းတစ်လျှောက်လုံးလူပျက်စီးနေတာဖြစ်ပြီးသွားလာရေးခက်ခဲနေရတာဖြစ်တယ်လို့သိရပါတယ်ဖျားဖြူကလွယ်ခန်းလန်းမကြီးကအဒီလောက်ဆုတ်ပြတ်နေတာရပ်ကွက်အုပ်ချုပ်ရေးကပြုပြင်ဖို့မပြောကြသေးတဲ့အကြောင်းနဲ့ဒေသခံတို့ကလည်းလူမှုကွန်ရက်မှာဝေဖန်ရေးသားထားပါသေးတယ်နောက်ထပ်ဒေသခံတို့ကလည်းမိုးရသည့်အချိန်ဆိုရင်ဒီလမ်းကအမြဲပြတ်နေတာဖြစ်ပြီးလမ်းဘလောက်ကောင်းကောင်းမြောင်းကမကောင်းရင်လမ်းပြင်လဲခဏအတွင်းပြန်လဲပျက်စီးမှာဖြစ်တဲ့အကြောင်းဆိုပါတယ်အဲ့ဒီလွယ်ခန်းလန်းဟာပျက်စီးနေတာ3နှစ်လောက်ကြာမြင့်နေပြီဖြစ်ပြီးတော့ပြန်လဲပြင်ဆင်ပေးတာမရှိတဲ့အကြောင်းဒေသခံတွေစီကနေသိရပါတယ်ရှမ်းပြည်နယ်ရဲ့အထင်ကရပွဲတော်ဖြစ်တဲ့အင်းလေးဖောင်တော်ဦးဖျားဒေသစာရီကြွားချီပူဇော်ခံပွဲတော်ကိုလာမယ့်အောက်တိုဘာ12ရက်တရင်ကျွလာဆန်း1ရက်ကနေအောက်တိုဘာလ29ရက်တရင်ကျွလာပြည်ကျော်3ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်စွာဘုရားလေးစုကိုဖောင်တော်နဲ့ပင်ဆောင်ပြီးအင်းလေးကန်တွင်းကနေရာဒေသ22ဌာနကိုဒေသစာရီပူဇော်ခံမှာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ21ရက်ကညောင်ရွှေမြို့နယ်အင်းလေးဒေသနမ်ဟူကျေးရွာကဖောင်တော်ဦးဖျားစိန်နဲ့မြကျောင်းမှာပြုလုပ်ခဲ့တဲ့အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဒေသစာရီကြွားချီပူဇော်ခံနိုင်ရေးကြိုတင်ညှိနှိုင်းစည်းဝေးနဲ့ဝါဆိုသင်ငန်းဆက်ကလှူဒန်းပွဲမှာတန်ဃာတော်တွေကဒေသစာရီကြွားချီပူဇော်ခံနိုင်ဖို့ဩဝါဒပေးဆုံးဖြတ်တော်မူခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကစပြီးပွဲတော်ကပြန်လဲစီကားလာတာဖြစ်ပြီးတော့ဒီနှစ်မှာလည်းစီကားတိုက်မြိုက်စွာကျင်းပနိုင်မယ်လို့ထင်တဲ့အကြောင်းနဲ့အခုကပထမအကြိမ်အစည်းအဝေးဖြစ်တဲ့အတွက်အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပဲနောက်ထပ်အစည်းအဝေးတွေခေါ်ယူဖို့ရှိတဲ့အကြောင်းရိုးရပွဲတော်ဘာသာရေးပွဲတော်ဖြစ်တဲ့အတွက်အစဉ်လာမပြတ်ကျင်းပသွားမယ်ဆိုတဲ့အကြောင်းကိုလည်းတာဝန်ရှိသူတို့ကဆိုပါတယ်ပွဲတော်ကာလအတွင်းအင်းတိုင်းရင်းသားများရဲ့ခြေနဲ့လှော်ခတ်တဲ့လှီလော်ပြိုင်ပွဲအပါအဝင်အခြားသောရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့အစီအစဉ်တွေလည်းပါဝင်မှာဖြစ်တယ်လို့သိရတာပါကဘာကျော်အင်းလေးကန်အတွင်းတည်ထားကိုးကွယ်ထားတဲ့ဖောင်တော်ဦးဖျားပွဲတော်ဟာပြည်ရင်းပြည်ပခရီးသွားဧည့်သည်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားတဲ့ထူးခြားတဲ့ဖျားသမိုင်းအချက်အလက်တွေကြောင့်ပွဲတော်ကာလအတွင်းလာရောက်ဖူးမြော်လဲပတ်ကြသူတိန်းနဲ့ချီရှိတယ်လို့လည်းသိရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းနာရာသီဝတ်ပြည်နယ်မှာစနေနေ့ညကဘုံပေါက်ကွဲမှုနဲ့မီးရှို့တိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးလူ2ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ကားတွေဆက်သွယ်ရေးတာဝါတိုင်တွေနဲ့အစိုးရပိုင်အဆောက်အုံတွေပျက်စီးခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ရန်ကီခိုင်မှာလမ်းပေါ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သလိုတံပွန်အုပ်ချုပ်ရေးအဖွဲ့ရုံးကိုလည်းမီးရှို့တိုက်ခိုက်ခဲ့ပါသေးတယ်။တချို့နေရာတွေမှာတော့တာယာတွေမီးရှို့ခဲ့ပြီးတရားအနီးကမြေတူးဆက်တစည်းကိုလည်းမီးရှို့ခဲ့ပါတယ်။ချိုအိုင်ရွန်ခိုင်နဲ့ရင်ကိုခိုင်တို့မှာလည်းတာယာမီးရှို့မှုနဲ့ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးဆက်သွယ်ရေးတာဝါတိုင်းအနီးမှာပောက်ကွဲမှုတွေဖြစ်ခဲ့တာပါ။ဆွန်ကိုင်းပတိခိုင်မှာတော့ကားတစ်စီးပောက်ကွဲခဲ့ပြီးကားပေါ်ပါလာတဲ့အမျိုးသမီး2ဦးဒဏ်ရာရခဲ့တဲ့အပြင်အဲ့ဒီကားမှာအမျိုးသား2ဦးနဲ့အမျိုးသမီး4ဦးစုစုပေါင်း5ဦးလိုက်ပါလာတာပဲဖြစ်ပါတယ်။အာဏာပိုင်တွေရဲ့ပြောကြားချက်အရနာရာသီဝတ်ပြည်နယ်အတွင်းတိုက်ခိုက်မှုတွေဟာနေရာ17ခုအထိဖြစ်ပွားခဲ့တာပါ။နာရာသီဝတ်ပြည်နယ်နဲ့ထိစပ်နေတဲ့ရာလာပြည်နယ်မှာလည်းဆက်သွယ်ရေးတာဝါတိုင်တွေနဲ့အစိုးရပိုင်ကားတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ဖြစ်စဉ်တွေကြောင့်နာရာသီဝတ်အာဏာပိုင်တွေကလုံခြုံရေးတင်းကျပ်ထားပြီးစုံကိုင်းကိုလော့ခိုင်အတွင်းလမ်းတချို့ကိုယာယီပိတ်ထားပါတယ်။ဒေသခံတွေကိုလည်းမလိုအပ်ပဲပြင်မထွက်ကြဖို့နဲ့တန်တရားဖြစ်ပွဲပစ္စည်းတွေကိုမထိမကိုင်းကြဖို့တတိပေးထားပါသေးတယ်။နာရာသီဝတ်အထူးတာဝန်ဖွဲ့ကတော့စနေနေ့ည10:15မိနစ်ကနေတနင်္ဂနွေနေ့မနက်6:00နာရီထိညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးလုံခြုံရေးတပ်ဖွဲ့တွေကဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးသွားတဲ့သတင်းတွေကတော့ဩဂတ်စ်လ23ရက်နေ့အတွက်ရရှိထားတဲ့သတင်းတချို့ပဲဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။